ခုလိုဝင်လာကြတဲ့နိုင်ငံလို့ပဲမလားရတယ်ဖြစ်စေရမယ်ဗီဒီယိုမှာရှင်းပြရမယ်ကဲပွဲတွေရောက်တော့ free ရောက် easy လေးပဲပြစ်လိုက်မယ်ဒါကတော့ကျွန်တော်သုံးမဲ့ avalanche ပေါ့နော် item ကတော့မပြတော့ပွဲတွေရောက်မှရှင်းနေပုံမူပြီးပြောင်းဆက်မယ်ဟုတ်ပြီကတော့ပွဲစားတော့ဘာလို့ဆန်ဖြူဆိုရင်6 lane အောက်မှာဆိုရင် ball blue ဘက်လေးပဲစားမယ်6 lane အပေါ်မှာဆိုရင်တော့အောက်က brevet သက်စားမယ်ပေါ့နော်အဲ့လိုမျိုး6 lane ခဲမှုဆိုတော့ AC ပဲစားလိုက်မယ်ဒီဘက်လေးကတော့မတိမတာလေးစားတာတော့မဟုတ်ရင် enemy ဘက်ကကောင်ကလာထားရင်သူကပို့ပြီး level ရတယ်ကိုဒီဘက်လေးပဲ AC စားပြီးတော့ green crab ပြန်ကျုံဘဲပြေးတာလာမပြေးဘူးပြေးလို့မရဘူးစီရန်ဘာလာလောက်တာတော့လို့ဟမ်ဟောရတော့လေပြေးပေါ့ကွာနော်တာတယ်ပဲအေးစီပြန်ပြီး refree ရမှာရဟာတော့တကယ်ကောင်းတယ် refree ကောတော့အဲ့လောက်ကြမ်းသွားရောတေးမှလည်းမတေးဘူးကွာတော့အဲ့ free ကွာဒီတာဘယ်လိုပြောပြရမလဲအဲ့တော့အတောင်မှဖွင့်ထားရင်ကိုကြိုက်တာကွာနင်းလိုက်ရှောက်နှိမ့်နေတယ်သူလိုနေနေသွေးတက်ပြီး hero ကြီးရသွားတယ်နောက်မှလည်းဘာတော့ဟေး rhythm ကအောက်ကနေတက်လာမလဲစားဖမ်းပြီပေါ့မသွေးတစ်စက်နဲ့နှကောင်တော့လွတ်လာလားဘာတော့လိုက်ရွှေထူးနောက်ကိုလိုက်ဟောရောလွတ်သွားတယ်ကွာနော်ပြေးနိုင်တော့လည်းပြေးပေါ်ကွာဒီမှာရောရမခံသေးတာလာလောက်တာဘာလို့မှလဲဟောမရဘူးတွေ့လားမင်းကိုကြီးတောင်းနေကြတာပေါ့နော်ဆိုတော့ AC ပဲဘယ်သူမှလည်းမရှိဘူးဆိုတော့ AC ကိုကြီးခွာမယ်ကိုကြီးလေးခွာတာမဆန်ဟောရောဆန်လာထိန်းတာတော့ free ကိုရင်ပြေးရတယ်ဒါပေမဲ့လည်း ruby ရှိတော့တာဝါလေးကျိုးဆန်အသေးမှလည်းပြန်ပြေးတာပဲတော့ဆောင်းဆန်းကောင်းတယ်ပေါ့ရောင်ရဲ့အစိုးရရှိသေးတဲ့ဝါရောက်တွေပေးနေရပြီဒီကား refree ရောဒီကားတော့ refree ကနေပြန်ကောင်းသွား refree ကောင်းလဲဘာလို့မှလည်း HUK ရဖို့အရေးကြီးတာပဲဟဲ့လားလာရောင်မှာတက်ကြွေးရှိအောင်ဘက်ကစုနေရောတကယ်ကောင်းနေအမေတူးငန်းလည်းတော့လည်းဆန်းဘာတော့ဟာ petrify နဲ့ဝင်ခဲဟဲ့ရောင်ကြီးသူ့မနဲ့စားမကောင်းနေတော့ငါမင်းရရမှာမနဲ့စားတကယ်စောက်စားပါကွာသူ့ရနှစ်ကောင်မကောင်းရင်ရှင်စားပြေကွာတိလားအောက်မှာလည်းဆန်းကဘာလို့လှုပ်ချင်တာတော့မသိဘူးတက်မှလာပြီးတော့အသေးခံတာကွာတိလားညောင်ကြီးဘက်ကြီးကိုရိုက်နေရတယ်ဒီမှာဟေး free ကမြန်မာလူဝင်ရိုက်တာတော့ဘက်ကိုရိုက်လို့မပြီးသေးဘူးတော့ AC ပဲပေါ့ကွာနော်ကောင်းပြီဘက်ဆိုင်ကလည်းမကျွေးဘူးဒီကားတော့ review ကနည်းငယ်ပြန်ပြီးကောင်းသွားပြီပေါ့နော် review ကောင်းလဲဘာလို့အောင်ပါကိုက AC ပဲ HUK ပဲလိုက်ယူပါလား AC တကယ်ကောင်းတယ်ဘဲပါကွာတော့မှ CCLian ဆိုင်ရှုံးပါလားကောင်းသွားပြီတကယ်တန်သွားပြီဒါတော့ဟိုကတော့ AC ပဲဘာမှလုပ်ဆန်းမရှိတော့ယူလိုက်မယ်9 minute ရှိပြန်မယ်ကနာပေါက်တော့မှာအဲ့ free တိလေးနဲ့မေဂါရှိရလောက်မလားတာတယ်ပဲကြီးလိုက်တဲ့ပူကောင်းပါလေကွာတော့အောက်မှာလည်းဆန်းကြီးနဲ့ဆန်းကိုရင်သွားပြီးတော့ထိန်းလိုက်အဲ့ဆန်းကွာတိတယ်တပွဲလုံးပတ်ခိုးတာပါဆိုကွာတော့ငါတို့ဘက်ကပါလာတဲ့ဆန်းတွေကိုခိုးမပြောနေကြတော့လိန်မှမနိုင်ဘူးအခုတော့ပြေးရင်ကိုတွေဖပွားပြီးပြေးတာရတယ်ပြေးလို့ရတယ်မင်းနောက်ပြီးတော့ဘယ်တော့မှမလာတော့မှာဘူးဒါပဲဆိုတော့တာတယ်ကို AC ပြန်ကြီးမယ်တာတယ်ကြီးပြီး AC ပဒယ်လေးသွားပြီးတော့ပြန်ပြီးဆိုင်မိလိုက်တယ်ပေါ့နော်ဒီချိန်ဆောင်းရမ်းတာနေတော့ပဒယ်က AC ချိုက်လို့ဆိုင်လို့ရတယ်ဘာမှမဖြစ်တော့ရပြီဟိုမှာ rhythm ကဘာလုပ်ချင်နေရတော့ငါဒီဘက်ကကောင်လည်းပဒယ်ဆိုင်ပါလေနည်းဖင်လေးပါလေညားတော့ဟဲ့အောင်လူကြီးအများကြီးတော့ဝိုင်းရရင်တေးမှာဟုတ်တယ်ဆွဲနေတာပဲကွာအတူကြီးပါလာဟိုမှာမနုရာထောင်းပြီရွှေတူးကထောင်းနေကြအဲ့မှာအဲ့ဒီနေဝင်ပြီးတော့ AC ရတယ်မယ်ဘယ်ကိုခုံသွားတာတော့ခုံသွားလေရအသေးမှပြန်တည်ပြီးသွားပြီတကယ်သွားပြီဒါမှပွဲတိုင်လည်းဖင်မရကြပါနဲ့လို့ပြောတာဟိုမှာလည်းဘာမလေးစာလေးကကောင်းနေကြဟျူကီလေးရမှာလားမရဘူးရောကြမပြင်းနဲ့အခုကဒါပါလေ golden jack ကဆက်ထားတော့3ချက်ရိုက်လိုက်ပတ်စိတ်ကအပြည့်နီးရွာဖြစ်သွားတော့ AC ပဲစကီး1နဲ့လုံးဝစကီး2နဲ့တက်ပြီးတော့ AC လိုက်လို့ရတယ်ကွာသိလားအမလို့ဆိုပြီး battery ပဲ AC ပြန်စားပြီးပြန်ဆိုင်လိုက်မယ်။မလော်လဲပေါ်တော့မှာဆိုလော်လေးပဲ AC ကြီးပြီးပြန်အပ်လိုက်တော့မနော်7 minute ကျော်နေပြီးတော့အချိန်ကလည်းဆောင်းရမ်းကြာနေပြီ။ဒီချိန်ဟိုဘက်က hyper လာပေါက်ရင်ပြီးရအောင်မသိတာနည်းနည်းတစ်ကြောင်သွားတာ။ဦးချင်းရတဲ့တေးတယ်လောထဲမှာတက်ပါမယ်ဆိုကွာဒါလည်းဆိုလို့ဆုံးရတဲ့ဒုက္ခတစ်မျိုးပဲကွာသိလား။ AC ဒါဘာမှမလုပ်ကိုကြီးကိုင်းနေတာ free ရဟာလား free ရနဲ့ AC ပြန်ပြီးရုံးပြီးလို့ရတယ်နော်။ဘာမှလည်းလုံးဆန်မရှိပါဘူးကွာလုံးဆန်မြင်ဘာမှမပြေးနေတယ်ဒီတော့ကိုဘလောက်ပဲဖတ်ဟိုဘက်ကပတ်ပြီးရင်ပတ်ပြီး AC ကလိုက်ပြီးတော့တော့ဘူဖေးကွာဒီကဘက်လေးဘူဖေးဝါချစ်ဘာမှဖြစ်ဘူးဟိုကမသမန်ဘာလုပ်တာတော့ကွာဟိုဘက်မှာသူကလည်းလိုက်ပြီးတော့နေဒီမှာတော့ကိုကအေးစိတ်ဝင်ပြီးတော့ဗလဲဆိုင်လို့ရတာပေါ့ကွာနော်ပြီးဆေးတော့ပြီးတယ်ငါတို့ကတာဝန်ရောဝင်ချအော်ကိစ္စမရှိတော့ free ရောရှိရဆိုချိန်လိုက်ရပုံပေးရတက်တယ်ဒါကကိုပါပွားပြီးရတာကွာနော်ကိုပွားတော့လည်းရိုက်ပြီးရတာပေါ့ကွာနော်ဒါပဲကြီးလုံးဝကွာတကယ်ပါကွာနော်ဟိုဘက်ကမသမန်တစ်ကြောင်သွားတာကွာသိလားဒီစီလေးကိုပြေးရပါဘူးစီစီလေးနဲ့ပါခေါ်ဒါပဲနော်ဒီလိုနဲ့ပွဲလေးရတယ်ပြီးဆုံးပါတယ်နော်ခုလိုမျိုး run နေဆောင်းရမ်းတက်ချင်ဒီ free game လေးအတိုင်းပဲလိုက်ပြီးတော့ဆော့ကြည့်သွားသေးလားလုံးဝ free ကဒီ item တွေပဲလိုက်ဆို easy victory ပဲဟုတ်လားခုတော့စီစဉ်ဆောင်းအောင်ဆို run 20ပဲရှိသေးတယ်
ဒါပဲနောက်ဗီဒီယိုတွေမှာတွေ့မယ်အဲဒီခုသုံးရတဲ့ item ကိုဗီဒီယိုနောက်တော့မှာပြတာတယ်အားလုံးပဲပိုင်းပါဒီလေးကို subscribe ဖို့မမေ့ပါနဲ့အောင်နောက်ဗီဒီယိုမှာတွေ့ပါမယ်